ဒီချစ်စရာကောင်းတဲ့နာနာစကင်လေးရဆိုလို့ရှိရင်တော့ free ရသွားမှာပဲဖြစ်ပါတယ်ပြီးရင်တော့အားလုံးစောင့်မျှော်နေတဲ့ Jujutsu Kaisen event ကြီးကလည်းပြန်လာပါတော့မယ်နောက်ပြီးတော့ Asta ရဲ့ skin အသစ်တွေလည်းထွက်လာပါအောင်မယ်အဲ့ဒါလေးတွေကိုကျွန်တော်တေချာလေးရှင်းပြပေးမယ်ဒါနဲ့စကားမဆက်ကြော်ညာလေးဝင်ပြစေကျွန်တော်ရှိမှာ diamond တွေလာအားပေးလို့ရပါပြီဒီ Telegram ရဲ့ search bar ကနေပြီးတော့မှဒီ @hug124 ဆိုပြီးရှာလိုက်လို့ရှိရင်ကျွန်တော် account မှာလာအားပေးလို့ရပါတယ်ပထမဆုံးအနေနဲ့အားလုံးစောင့်မျှော်နေတဲ့ဒီနာနာရဲ့10 year anniversary skin လေးရဆိုလို့ရှိရင်တော့အားလုံးအတွက် free ရသွားမှာဖြစ်ပါတယ်ဒီကောင်လေးကလည်းဒီ10နှစ်ပြည့်ကြလို့ရှိရင်လာမှာဖြစ်တာမို့လို့ကျွန်တော်တို့တွေရင်ခုန်စရာတော်တော်လေးလက်ကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီ skin လေးကတော်တော်လေးလာတဲ့ skin လေးဖြစ်နေလို့ပဲဖြစ်ပါတယ်free ရနေတာမှတော်တော်လေးတန်နေပါပြီပြီးရင်တော့အားလုံးစောင့်မျှော်နေကြတဲ့ Jujutsu Kaisen event ရဆိုလို့ရှိရင်လည်းဒီ July သို့မဟုတ် August လထဲမှာလာမယ်လို့သတင်းတွေကြားရပါတယ်ဒါလေးတွေကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်တော်တော်များများလာနိုင်ချေများပါတယ်ပြီးတော့ Asta ရဲ့ skin အသစ်လေးလည်းထွက်လာပါအောင်မယ်ဒီကောင်လေးတွေကတော့ survey လေးပဲထွက်ထားပါသေးတယ်ဘယ် titan နဲ့ထွက်မယ်ဆိုတာတော့ကျွန်တော်တို့မသိရသေးဘူးအဲ့ဒါလေးတွေကတော့ကျွန်တော်အပေါ်မှာပြထားတဲ့ပုံလေးအတိုင်းပဲထွက်မှာပါအဲ့ဒါကနေတကောင်ရွေးသွားမှာပဲဖြစ်ပါတယ်နောက်ထပ် update သတင်းတွေသိရဖို့အတွက်ကျွန်တော်အကောင့်လေးကို follow လုပ်ခဲ့ပေးကြပါအောင်ကျေးဇူးတင်ပါတယ်